ကဲကောင်းကြီးတို့ဂိမ်းဆော့ရင်တူလောင်ကြအောင် channel လေးကိုလည်း like and subscribe လုပ်ပေးထားအောင်ပြုဂိမ်းကတော့မှထုံးစံအတိုင်းပဲမြင်တဲ့အတိုင်းပဲအလုပ်သမားတွေကလည်းဘလို့ဝယ်လို့ဝယ်ရမှမသိဘူးကျုပ်ကလည်းဒီဂိမ်းကိုပြန်ဆော့တာတိတ်မကြသေးဘူးဗျာကျုပ်ငယ်တုန်းကချစ်ခဲ့ရတဲ့ချစ်ဦးလို့တော့ပြောလို့ရတယ်ဒီဂိမ်းကအချစ်ဦးထက်တောင်သူကပိုစောသေးရဲ့ဗျာဒီဂိမ်းကိုကျုပ်ကြိုက်လို့ဆိုပြီးတမင်တကာတောင်းတော့ဆိုပြီးတော့ဒီရက်ပိုင်းလေးပြန်ဆော့တာအရင်အားလောက်တော့ပြောစရာတိတ်မကောင်းတော့လို့ကျုပ်ခံစားရဗျာအတိတ်အထိတ်တွေလောက်ထားရတယ်ကျုပ်မြင်ရတယ်ဒါပေမဲ့ချစ်ဦးဆိုတာမြူးရတဲ့အထိတော့မေးလို့မရတယ်လို့ပဲဗျာနောက်ဂိမ်းတွေဘလောက်ကောင်းကောင်းဒီဂိမ်းကိုတော့ကြိုက်နေတော့မှမလောင်ကြအောင်ကောင်းကြီးတို့ကူးချိန်ကျုပ်ကတော့ဘယ်နေရာကိုလောင်လဲသိလားအဲ့မှာလေအကြီးတွေရောရွှေတွေရောအခုအကုန်လုံးချိန်တိုင်းပြည့်နေတာပဲအဓိကတော့ဗျာကျုပ်တို့ငယ်တုန်းကဆော့ခဲ့တုန်းကဒီအကောင်တွေထုတ်တဲ့အချိန်ကိုအချိန်ယူပြီးတော့စောင့်ရတယ်ပြီးတော့အကောင်ဘိုးတွေလည်းပေးရတယ်ဗျာအဲ့တော့တခါလေကြာရင်အကြီးတွေကမလောက်အခုလို့ဆိုတော့အကြီးတွေကလောက်နေပြီဗျာအဲ့ခဏဆော့လို့ရတော့အမအချိန်တိုင်းကိုရွှေတွေရောအကြီးတွေရောပြည့်နေရပဲဗျို့ဒီကောင်တွေကပါဇက်ကနေပြီးတော့ခိုင်းလို့ရရင်တိတ်ကောင်းမှာပဲဗျာဒီဂိမ်းတွေအကောင်တွေကလေဘာလို့ဆိုတော့တခါကျရင်အဲ့ကောင်တွေကတလွယ်လုံးလုံးဝကြည့်လို့တကယ်ဗျာဂျိုင်းရဲ့အကောင်ကြီးကလက်နက်ဆိုလို့လက်နက်ကိုပဲချတယ်ကျုပ်တို့တုန်းကကြိုက်ခဲ့ရတဲ့ဟာတွေလည်းရှိသလိုဒီဂိမ်းကိုစိတ်ကုန်ပြီးတော့ဖြတ်ခဲ့ရတဲ့အချိန်တွေလည်းရှိရငယ်တုန်းကဆော့ခဲ့ရတော့ကြတော့ဗျာပို့ပြီးတော့ရေခုံစရာလည်းကောင်းတယ်ဘာဖြစ်မလဲဆိုပြီးတော့ပို့ပြီးတော့လည်းအပြိုင်ဆိုင်ရှိတယ်လို့ခံစားရတယ်အခုကျတော့ဆော့တဲ့လူပဲတိတ်မတွေ့ရတော့လားမိုဘိုင်းလေးကျတော့ဘာလို့ပဲပြောင်းကုန်တော့လားတော့မသိဘူးဒီဂိမ်းကိုဆော့တဲ့လူတော့တိတ်မတွေ့ရသလောက်နေသွားပြီဗျာကျုပ်တို့ငယ်တုန်းကဆိုရင်ဒီဂိမ်းကိုဆော့ကျင်လို့အမလီပြီးတစ်ထောင်လေးပြီးထက်ဖွင့်ပြီးတော့ဆော့ဘူးတဲ့ဂိမ်းရတယ်ဒီဂိမ်းပဲပေါ့နော်တူတူလောင်ကျင်တဲ့နေရာမှာတော့အများကြီးပဲရှိရဗျာဒီဘက်အနေထားနဲ့ဟိုဘက်အနေထားနဲ့လည်းမတူဘူးပေါ့မိုဘိုင်းလေးကျမ်းမှာဆိုရင်လောင်ရတဲ့နေရာရှိသူဒီနေရာမှာလည်းလောင်ရတဲ့နေရာလေးရှိရပေါ့တေချာတာကတော့သူတို့ရဲ့ဟီးရိုဒီထက်ကဟီးရိုတွေကကိုပိုင်ဉာဏ်ရည်သိမ့်မရှိကြဘူးကိုပိုင်ဉာဏ်ရည်နဲ့လည်းထိန်းချုပ်ပြီးလို့မရဘူးပေါ့နော်ကိုချလိုက်တဲ့နေရာမှာပဲသူတို့တွေးတဲ့ဟာတွေရှောက်လုပ်တာပဲ system ဆော့ဝဲရေးထားတဲ့အတိုင်းမှာသူတို့ကလုံနိုင်တာပေါ့နော်ဒါတခုကတော့သိမ့်မကောင်းဒီဂိမ်းပါလေနောက်တစ်ခုကတော့ကျုပ်ဒီဂိမ်းကိုကြိုက်တဲ့ချက်တွေလည်းရှိရမကြိုက်တဲ့ချက်တွေလည်းရှိရဗျာကြိုက်တဲ့ချက်ကိုပြောရမယ်ဆိုရင်တော့ဒီဂိမ်းကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ပို့ပြီးတော့ realistic ဆန်တယ်လို့ပိုခံစားရတယ်စိတ်ဝင်စားဖို့မကောင်းတဲ့အချက်ကတော့ချိန်ကြာတယ်ပြီးတော့ဒီအလုပ်သမားတွေချိန်ယူတဲ့အချိန်တွေကြာတယ်အဲ့ဒါရင်အလွယ်တကူလဲဝယ်လို့မရဘူးသလားဈေးကွက်မှာလည်းကျုပ်ဝယ်ချင်တဲ့ item တွေဝယ်ချင်တဲ့ skin တွေရှိရပြောမှဆိုတော့ skin တွေပေါ့ဗျာဝယ်ချင်တဲ့ item တွေရှိရအခုဆိုကြည့်လိုက်ကျုပ်ဆိုမှားချပလိုက်ပြီမှားချပလိုက်ပြီဒီပွဲမှာဆိုကျုပ်ကအဲ့လိုမျိုးသူတို့တွေကဂျန်နေ skin တွေဝယ်လို့ရတဲ့နေရာလေးရှိရင်လည်းညှို့ပေးကြပါဦးလို့ဂျန်နေဝယ်ပြီးတော့အလုပ်သမားတစ်ယောက်တော့ထပ်ဝယ်ခြင်းလို့အဲ့ဒါဘယ်ကနေဝယ်လို့ဝယ်ရမှလည်းမသိကျုပ်ကအသိလည်းမရှိဘူးယုံကြည်စိတ်ချရတဲ့လူရှိလို့ရှင်လည်းညှို့ပေးကြပါအောင်ကောင်းလို့ရေဒီဂိမ်းမှာလောင်ရတဲ့အချက်ကတော့ဒါပဲမကြည့်လိုက် dragon တွေဆိုရင်ကွာသူတို့အဓိကပြည့်နေတဲ့ကောင်တွေကိုရင်မပြည့်ဘူးမကြည့်လိုက်အဲ့နေရာကြီးလောင်ခဲ့ရတာပေါ့ခက်ငယ်တုန်းကဆိုရင်သူတို့ကခက်ငယ်တုန်းကဆိုရင်ဘယ်ဂိမ်းဆော့လိုက်ရင်သူကဖလားကိုအဓိကဟိုဖြစ်တာဆိုတော့လေလောင်ရတာပေါ့ဗျာပြောရှင်ဒီအကောင်တွေကလည်းပတ်စံနဲ့ပေးပြီးထုတ်ကြတာဟုတ်ပတ်စံနဲ့ပေးပြီးထုတ်ကြတာဖြစ်တဲ့အတွက်ဆုံးရှုံးသွားလို့ရှိရင်ကိုသွားတိုက်လို့ရှိရင်ကိုသွားတိုက်တဲ့တန်ကြီးပြန်မရရင်ကျတော့ဆုံးရှုံးမှုတွေဖြစ်တယ်လေအဲ့လိုမျိုးတွေလောင်ခဲ့ရတာပေါ့အခုဆိုကြည့်လိုက်မှတကောင်နဲ့ကိုရွေးပြီးပြည့်နေဟိုတယောက်ကဟိုနှစ်ကောင်ဟိုဘက်ကိုသွားနေတော့အဲ့လိုအဲ့မကြိုက်တဲ့အချက်ကတော့ system ကရေးပေးထားတဲ့အတိုင်းပဲသူတို့လုံနိုင်တယ်ဒီထက်ကြော်လွန်ပြီးတော့ဘာမှမလုပ်နိုင်ကျုပ်ဒီဂိမ်းနဲ့ပတ်သက်ပြီးတော့နောက်က masking တွေဝယ်ဖို့ပြောင်းခြင်းနဲ့ဝယ်ခြင်းနဲ့ဘယ်ရောက်ဝယ်လို့ဝယ်ရမှလည်းမသိဘူးကျုပ်ရဲ့ဗီဇာကတ်ကလည်းဝယ်လို့မရဘူးဖြစ်နေဘာဖြစ်နေမှမသိဘူးဘာထားကြောင်နေမှမသိဗီဇာကတ်နဲ့လည်းဝယ်မရအောင်ငယ်ရဆော့ခဲ့တဲ့ဟာနဲ့အခုနဲ့မတူတော့တဲ့ bike ကတော့ဒီအကောင်တွေကပတ်စံပေးပြီးထုတ်လို့မရတော့တာကပို့ပြီးတော့မြန်ဆန်တိုက်လို့ရတယ်သို့တော်လည်းဒီအထက်က storage တွေ cold storage တွေအရေး storage တွေကအပြည့်မြန်တာဖြစ်တဲ့အတွက်အဲ့ဒါလည်းဆော့ရတာတိတ်ပြီးတော့မပျော်လောက်ပေါ့ပျော်စေခြင်းလို့ရှိရင်တော့ပို့ပြီးတော့လူသမားဦးရေထပ်တိုးမှပဲရမယ်ပေါ့လူသမား9ယောက်လောက်ဖြစ်မှပဲရမှာအဲ့ဒီလူသမား9ယောက်လောက်ကိုဝယ်ချင်ပါတယ်လို့လောက်တာတော့မှဗမာတော့ဝယ်လို့ဝယ်ရမှမသိဘူးကျုပ်ကိုယ်တိုင်ကတ်နေဝယ်တော့လေကတ်ကဝယ်မရဘူးလေဘာဖြစ်တာလဲတော့မသိအဲ့လိုဖြစ်နေပါတယ်ဝယ်လို့ရတဲ့လူရှိရင်လည်းညှို့ပေးကြပါဦးလောင်ကျင်တာတော့လောင်နီးပေါင်း16000နဲ့တော့လောင်တာပါပဲမိုဘိုင်းလေးချက်ဆော့လဲလောင်တာပဲဒီဂိမ်းဆော့လဲလောင်ရတာပါပဲဒါမှမဟုတ်ဒီဂိမ်းဆော့တာတော့နည်းနည်းတော့အေးချမ်းတာမိုဘိုင်းလေးချက်ဆော့ရင်တော့ပုံပြီးလောင်ရတာပေါ့
ဟိုမှာစိတ်ထိုးတဲ့ဂျင်းကောင်းတွေပုံများရလေကျုပ်ဆိုဒီဘက်ကိုပြောင်းလာဂျင်းကောင်းနေကြောင်မျိုးဒီဘက်ကိုပြောင်းလာလို့ပြောလို့ရတယ်ဦးရန်လည်းတိတ်မစောဖြစ်တာလည်းပါတယ်ပေါ့နော်အဲ့လိုမျိုးပါကျုံနဲ့အတူတူစော့ကျင်နေဆိုရင်ကလန်စကွက်လေးထောင်ကြမယ်လေကလန်အခုဝင်နေတဲ့တင်းရတော့အမဝါးတွေတိုက်နေကြရပေါ့အမကျုပ်ပါတယ်ကျုပ်တလွဲကြီးလှုပ်ထားတယ်နည်းနည်းတော့အားနာပါတယ်ဘယ်သူမှတော့မသိပေမဲ့အားနာပါတယ်လို့ကိုကြည့်နေတဲ့ကောင်းကြီးတို့မှလည်းနာမည်ကြီးရဲ့ squad လေးပါရှင်ကျုပ်ကိုခေါ်ပါအောင်လို့ကျုပ်ဝင်ကျင်လို့ပါကျုပ်ကအခုမှစားစောရဲ့ပီကန်နာလေးမလို့ဝိုင်းပြီးတော့လည်းတွဲခေါ်ပေးကြပါအောင်ကျုပ်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်ဗျာ